တော့နေကတရားငါ ATM စ ATM စမမကိုကပတ်စံလွှဲတော့မယ်ဆိုလို့ရှိရင်အရင်ဆုံးဒါကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်အပေါ်ကငွေသားအောက်က cash ကဆိုတော့ငွေသားကိုနှိပ်မယ်ငွေသားနှိပ်ပြီးတော့လို့ရှိရင်ဒီအပေါ်ဟာတစ်ခါလွှဲပို့ပြီးသားသူဆိုရင်ဒီ cash ရှိနေမယ်အခုမှစလွှဲမှာဖြစ်တဲ့အတွက်ဒီရဟာကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ကိုလွှဲမဲ့သူကဟိုဘက်ကကိုလွှဲကျင်တဲ့သူရဲ့ဘဏ်ကဟျာကူကောလားဘယ်ဘဏ်လဲဆိုတာကိုရွေးရမယ်ကိုကဟျာကူကောအခုဟျာကူကောကိုလွှဲကျင်တာဆိုတော့ဟျာကူကောကင်းကိုပြီးတော့လို့ရှိရင်စတမ်းမယ်ကိုလွှဲကျင်တဲ့သူရဲ့ဘန်ခွဲကို share ရလိမ့်မယ်သူက login ဖြစ်တဲ့အတွက်ကြောင့် log ကိုနှိပ်လိုက်အစားစလုံးဒီလိုစာအုပ်ကိုရိုက်ခိုင်းမယ်နော်စာအုပ်မှာဆိုလို့ရှိရင်ဒီနေရာမှာ login ရှိတယ်ဒါတစ်ဖက်လိုမေးထားလဲရတယ်ဆိုလို့ရှိရင်ဒီမှာလဲ login ရှိတယ်တူတယ်နှိပ်လိုက်ပြီနှိပ်ပြီးတော့လို့ရှိရင်အကုန်လုံးကဖူးဆူကြီးပဲဖူးဆူကဒီထဲမှာပါလားမပါဘူးဖူးဆူကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ခိုးသားပန်းကိုဆိုတာကဒီမှာခိုးသားပန်းကိုဆိုတဲ့ဒီခန်းကြီးနဲ့တရားခန်းကြီးတူတူပဲเนาะအဲ့တော့25129ခါခုနေအောင်လုပ်မယ်ဒါကအနာတာဘာမှအနာတာနေ့ရဲ့နာမအနာတာရဲ့နာမဆိုကိုယ့်ရဲ့နာမည်ကိုရိုက်စုအတူကောက်ရိုက်တယ်ရရနော်ဒီတော့လို့ရှိရင်ဒါကဒါဝါဘန်းကိုနော်အနာတာဒါဝါဘန်းကိုအများကြီးဖတ်ကြမလို့အနာတာဒါဝါဘန်းကို0 8 0 3 6 7 8 0 8ပြီးခါခုနေအောင်နှိပ်မယ်ပြီးတော့လို့ရှိရင်ဖူလီကိုမီခင်းကဘလောက်လွှဲချင်တာလဲရမ်းလို့ရေးထားရနော်ဒါဆိုပတ်စံထည့်ရတော့မှာဘလောက်လွှဲချင်တာလဲဥပမာ1000 90ရာ1000လို့လည်းရေးလို့ရတယ် e ဆန်1000နော်အဲ့ကြလို့ရှိရင်ဒီမှာထွက်လာနိုင်မယ်ပြကုကောကင်းကိုလွှဲချင်တာ log can stand ဖူဆူခိုးတာပြီး25122ကိုအဲ့ကြလို့ရှိရင်ခုနကကိုယ့်ရဲ့ဒီစာအုပ်နဲ့အကုန်လုံးပြန်တိုက်မယ်နော်25122ကိုပြီးရင်သူ့ရဲ့ဒီထဲမှာပါတဲ့နာမည်အတိုင်းဖြစ်ရမယ်ထက်ဝေအောင်ဆိုလို့ရှိရင်ဒီမှာလဲထက်ဝေအောင်ပြီးရင်ကိုယ့်ရဲ့နာမည်ကစုကြိုက်တယ်လို့ထည့်လို့ရတစ်ဖက်လူနားနဲ့ရပြီတောင်းဝပန်ကိုပြီးကိုပို့ချင်တဲ့ဟာ1000အဲကြောင့်လို့ရှိရင်သူကလွှဲကတဲစုပြီးတော့တရားနဲ့ရှိရင်အရင်တော့ free ရပြီမယ်အခုမရတော့ဘူးเนาะတရားနဲ့ရှိရင်ကြာမယ်ဆိုလို့ရှိရင်ခါခုနဲ့ okay ရဆိုခါခုနဲ့ပြီးတော့လို့ရှိရင်ဒါကကွိုင်ထည့်အောင်ပါလားကွိုင်ကြီးပဲထည့်မှာလားဒီအလဲကကြတော့ကွိုင်နဲ့ဟုတ်ဘူးဒါကအရွက်ကြီးပဲအရွက်ဆိုတော့ဒီလိုမျိုးပတ်စံအရွက်ကြီးပဲထည့်မှာလားဒါမှမဟုတ်လို့ရှိရင်ဒီအလဲကကြတော့အရွက်နဲ့ဒီကအကျွေထည့်မှာလားအရွက်ရဲ့အကျွေရဲ့နှစ်ခုလုံးထည့်မှာလားပြီးတော့လို့ရှိရင်တတိယမြောက်ဟာကတော့အကျွေကြီးပဲထည့်မှာလားဆိုတော့ပြတာကိုကအခု1100